လောကထဲမှာနေတဲ့သူတွေဖြစ်တော့လေလောကရန်ဆိုတာလူတိုင်းတွေ့ကြုံရမှာပါပဲတာမန်ပုထုဇဉ်တွေတွေ့ကြုံရရတယ်လို့ဖျားရဟန္တာတွေလည်းလောကရန်ကိုတွေ့ကြုံရတာပါပဲဘာကြောင့်လောကရန်တွေကတွေ့ကြုံရတာလဲဆိုရင်လောကထဲကလူတွေဖြစ်နေလို့ပါပဲလောကရန်ဆိုတာလောကရဲ့သဘာဝလိုပဲပြောရမယ်ထင်ပါတယ်ရတဲ့အခါရမရတဲ့အခါမရချီးမွမ်းတခါကဲ့ရဲ့တလေချမ်းသာတခါ